အားလုံးပဲမင်္ဂလာပါအခု20ရက်3လ2026 12နာရီကိုကျွန်တော်ပြပေးခြင်းတဲ့ပုံစံအနေထားကပါလဲဆိုရင်ဒီနေရာမှာဒီ655 3လုံးပေါင်းရင်6ကို6ရဲ့နှက်က2နဲ့9နဲ့9တယ်ပေါ့ပြီးတော့တခါဒီ962 3လုံးပေါင်းရင်3ကို3ရဲ့နှက်က1နဲ့4နဲ့5တယ်ပေါ့သူကအဲ့လိုငားလိုက်တယ်ဆိုတာနဲ့သူကဘာတွေဖြစ်သွားလဲဆိုလို့ရှိရင်ဒီမှာပေးမဲ့ နောက်ပိတ်ကူကဒီနှက်ခတ်လိုင်းနဲ့ပေးမှာမဟုတ်တော့ပဲနဲ့သူကပုံစံအသွင်တစ်ခုနဲ့ဘာနဲ့ပေးမှာလဲဆိုရင်6ရဲ့6ရဲ့9ရဲ့3လုံးပေါင်းရင်9ဆိုပြီးတော့9နောက်ပိတ်ကူစရိုက်ပြန်4ရဲ့1ရဲ့4ရဲ့3လုံးပေါင်းရင်9ဆိုပြီးတော့4နောက်ပိတ်ကူရိုက်မယ်ပေါ့နော်အဲ့လိုပြီးတဲ့ခါကျမှ2ရဲ့1ရဲ့ကို9ဖြစ်အောင်ဒီမှာ6ထည့်မယ်ဆိုတဲ့အဲ့ဒီ6အပိတ်လိုင်းနဲ့စပြီးသူတို့မိတ်ဆွေတို့ကိုကောင်းသော lucky လေးတွေပေးမယ်ပေါ့ဒါဆိုလို့ရှိရင်အဲ့ဒီ6နောက်ပိတ်ကိုရသွားပြီဆိုတော့သူကအဲ့ဒီမှာသူကထိပ်စီးပိုင်းဆိုင်ရာတွေကိုဘယ်လိုအလုပ်သွားမလဲဆိုတော့သူရဲ့သွားလာတဲ့စီးကြောတွေပုံစံအရဆိုရင်ဒီမှာ611က3လုံးပေါင်းရင်8မရိုက်ခင်မှာ961 3လုံးပေါင်းရင်2လို့လည်းမရိုက်ခင်မှာသူက856 3လုံးပေါင်းရင်9ရဲ့နှက်ခတ်6လို့ရိုက်လိုက်တယ်ရိုက်ပြီးတဲ့ခါကျမှ961 3လုံးပေါင်းရင်2ကို2လို့ပြန်ရိုက်တယ်ပြီးတဲ့အခါ611 3လုံးပေါင်းရင်8ကို8ရဲ့နှက်ခတ်1လို့ပြန်ရိုက်တယ်ခုတစ်ခါကျတော့6ခွန်3လုံးပေါင်းရင်4ကို4လို့ပြန်ရိုက်တဲ့ခါမှာ2ခွန်4 3လုံးပေါင်းရင်3ကို3 မဟုတ်5ဆိုတဲ့35ထိပ်လို့သူကပြန်ပြတယ်အဲ့တော့35ထိပ်လို့ပြန်ပြတယ်ဆိုတဲ့နေရာမှာကြားနေလှော်ပြီးတော့သူ့ကို345ထိပ်နဲ့364656လို့အဲ့လိုမျိုးမိတ်ဆွေတို့ထိုးအောင်ကျွန်တော်လည်းအားပြီးတော့အဖြစ်ပေါ့ like and subscribe လေးတွေလုပ်ထားပါခေါင်းလောင်းလေးတွေကိုနှိပ်ထားပြီးတော့အားပေးထားပါဒါဆိုရင်တော့ဒီလိုကောင်းတဲ့ new viewer တွေတက်လာမယ်ပေါ့နော်အဲ့တော့ဒီမနေ့ကိုကစားတဲ့ကဏ္ဍက3ခွက်ရှိတယ်အဲ့3ခွက်က364656ပေါ့နော်ကဲအားလုံးကောင်းတော့အချိန်ကာလပါဗျာ